ပညာမှာကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေလည်းရှိပါတယ်ဒါတွေကတော့နံပါတ်1တစ်ချက်အနေနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုတွေဖြစ်လာတယ် screen time တွေများတာကြောင့်ကလေးတွေကမျက်စိညောင်းညတာတွေမျက်စိအားနေတာတွေဖြစ်လာတယ်ဒါအပြင်ကိုယ်လက်လှုပ်ရှားမှုနေတာကြောင့်အဝလွန်တာတွေနဲ့အယိုးအစစ်ဖွံ့ဖြိုးတန်မာမှုတွေကနှောင့်နှေးတာတွေဖြစ်ပေါ်လာပါတယ်။နှစ်တစ်ချက်အနေနဲ့ကတော့စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးပိုင်းဆိုင်ရာမှာဆိုးကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာပါတယ်။ game internet online ဆွဲလန်းမှုတွေဖြစ်ပေါ်လာတယ်။အပြင်ကတငယ်ချင်းတွေနဲ့မျက်နှာချင်းဆိုင်ပြောဆိုဆက်ဆံမှုမှာအခက်အခဲတွေဖြစ်ပေါ်လာတယ်။ကလေးတွေအတွက် online ကနေပြီးတော့မှချိန်ချောက်နောက်ဆက်ခံရတာတွေကလည်းသူတို့ရဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့အန္တရာယ်ရှိတဲ့အကြောင်းအရာတွေနဲ့ထိတွေ့မှုဖြစ်လာနိုင်ပါတယ်။မလိုလားအပ်တဲ့အကြမ်းဖက်မှုတွေလိမ်ပိုင်းဆိုင်ရာဗီဒီယိုတွေဒီသတင်းအချက်အလက်တွေနဲ့ကလေးတွေကထိတွေ့လာနိုင်တယ်။ဒါအပြင်ဒီ online ကနေပြီးတော့မှလူဆိုးတွေကကလေးတွေကိုအလွယ်တကူချင်းကပ်လာနိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့အာယုစုစိုက်မှုနဲ့စိတ်ခံစားချက်ဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။သတင်းအချက်အလက်တွေကိုအလွယ်တကူရရှိတာကြောင့်ကလေးတွေအနေနဲ့စာကြက်မှတ်တာစာဖတ်တာဒီလိုလုပ်ငန်းစဉ်တွေမှာစိတ်ရှည်သိခံမှုနဲ့ပါလာတာတွေ့ရပါတယ်။ဒါအပြင် social media ပေါ်ကစံချိန်မီဘဝတွေနဲ့မိမိကိုယ်ကိုနိုင်ရှင်ပြီးတဲ့အခါမှာမိမိကိုယ်ကိုယုံကြည်မှုတွေလည်းကျဆင်းလာတာဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့မိဘတွေအနေနဲ့ကိုကလေးတွေကိုအသက်အရွယ်အလိုက် screen time တွေသတ်မှတ်ပေးတာမျိုးကလေးတွေကြည့်မဲ့အကြောင်းအရာတွေကို parental control နဲ့ထိန်းချုပ်ပြီးတဲ့အခါမှာပညာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုများများဦးစားပေးကြည့်စေတာမျိုးကလေးတွေနဲ့အတူတူ game ကစားတာဗီဒီယိုကြည့်တာဒါအပြင်ဘယ်အကြောင်းအရာတွေကတော့သူတို့အတွက်အန္တရာယ်ရှိတယ်ဘယ်အကြောင်းအရာတွေကတော့သူတို့အတွက်ကောင်းကျိုးဖြစ်တယ်စတဲ့ဆွေးနွေးပေးတာမျိုးတွေပြုလုပ်ပေးဖို့လိုပါတယ်ဒါအပြင်မိဘတွေအနေနဲ့ကလေးတွေနဲ့အတူတူကစားတာကလေးတွေနဲ့အတူတူစာဖတ်တာမိသားစုအတူတူအချိန်ဖြုံးတာတွေကစားခွင့်သွားတာတွေကိုလည်းပြုလုပ်ပေးဖို့လိုပါတယ်နောက်ဆုံးတစ်ချက်ကတော့မိဘတွေအနေနဲ့ကိုယ်တိုင်ကဖုန်းအလွန်အကျွံသုံးတဲ့မိဘတွေမဖြစ်ဖို့သတိထားရမှာပဲဖြစ်ပါတယ်